တရားရောက်ကိုနှစ်သက်နေပြီရားကျင်နေပြီဆိုရင်သိကြတယ်အဲ့ဒီလူရဲ့ကျွန်ဖြစ်တော့မှာဟုတ်တယ်မဟုတ်လားသူ့ကိုသဘောကျနေပြီဆိုရင်တော့အ ਨੇ ဆုံးတော့သူ့စိတ်တိုင်းကြောင့်ဦးဇင်းတို့နေပေးရတော့မှာလေပြောရရင်ကိုယ့်ဘဝကိုဒိဋ္ဌိဒိဋ္ဌခွဲပေးလိုက်ရပြီဖဲ့ပေးလိုက်ရပြီအကုန်လုံးကိုယ့်စိတ်တိုင်းကြောင့်နေလို့မရတော့ကျွန်ဆိုတာသူ့ဘဝကိုသူမပိုင်ဘူးသူ့ဘဝကိုဘယ်သူကပိုင်တော့သခင်ကပိုင်တယ်ဟုတ်တယ်မဟုတ်လားရှိခေတ်ကကျွန်နေမှာလေသခင်ကတတ်ခြင်းလဲတတ်လို့ရတယ်ရောင်းခြင်းလဲရောင်းလို့ရတယ်တနေ့ကုန်အမကျွေးပဲနဲ့ပြစ်ထားမယ်ဆိုရင်လည်းပြစ်ထားလို့ရတယ်ကျွန်ဆိုတာသူ့ဘဝသူမပိုင်ဘူးသခင်ကပဲပိုင်တယ်အဲ့တော့လောဘဖြစ်ပြီဆိုရင်အဲ့ဒီလိုကိုယ့်ဘဝကိုကိုမပိုင်တဲ့အနေအထားမျိုးကိုရောက်အောင်လောဘကလှုပ်လိုက်တာဒါကြောင့်လောဘဟာကျွန်ဖြစ်စေတတ်တယ်အဲ့ဒါကိုအပေါ်ယံလေးပြောတာနော်တယောက်ယောက်ကိုမျက်နှိုးနေပြီဆိုရင်အဲ့ဒါဘာဖြစ်တော့မှာတော့သူ့ကျွန်ဖြစ်တော့မယ်ဒါကအပေါ်ယံပြောတာတချို့ခွေးလေးတွေကြောင်လေးတွေချစ်တယ်ဘာဖြစ်တော့ခွေးလေးတွေကြောင်လေးတွေရဲ့ကျွန်ဖြစ်တာနော်ဟာကိုကတော့ကိုယ့်ဟာကိုဒေးကြီးပေးပြီးတော့ဝယ်ထားတာဆိုပြီးတော့လူချမ်းသာရဲ့ပုံတရံနမိတ်အနေနဲ့တချို့ပြကြတာလည်းရှိတယ်တကယ်တမ်းကဘာဖြစ်လဲရေချိုးပေးရတယ်ဆပ်ပြားတိုက်ပေးရတယ်အမေတချို့ခွေးကအရန်ကောင်းမှစားတာရှိသေးတယ်ဟုတ်လားအဲ့တော့လည်းသူ့အကြောင်းတရားနဲ့သူလာတာပေါ့လေထပ်ပြီးတော့ဦးဇင်းတို့လောဘဟာကျွန်ဖြစ်စေတတ်တယ်ဆိုတာကိုလေးလေးနက်နက်လည်းစဉ်းစားကြည့်ဖို့လိုတယ်ဆိုကြပါစို့လေးလေးနက်နက်လေးပြောကြည့်မယ်ဒါကြတော့တခုခုရားကျင်နေပြီတခုခုဖြစ်ချင်နေပြီဆိုရင်အဲ့ဒါမရမချင်းအဲ့ဒါမဖြစ်မချင်းဦးဇင်းတို့မှာလုပ်ပေးရမယ်တာဝန်ကြီးတစ်ခုရှိသွားတယ်ဟုတ်တယ်မဟုတ်လားအဲ့ဒီတာဝန်ကြီးကိုကိုယ်ပခုံးမော်ကိုဘယ်သူပြစ်တင်ပေးလိုက်တယ်လဲလောဘတင်ပေးလိုက်တာနော်ဘယ်သူကမှမဖြစ်မနေလှုပ်လို့ပြောတာမရှိဘူးကိုကဒါကိုရားကျင်ပြီဒါဖြစ်ချင်ပြီဆိုရင်အဲ့ဒါမရမချင်းအဲ့ဒါမဖြစ်မချင်းကိုယ်မှာလုပ်ပေးရမယ်တာဝန်ကြီးကိုရှိသွားတယ်ဘယ်သူခိုင်းတာလဲလောဘခိုင်းတာဒါပေမဲ့တရားဓမ္မတို့ဦးဇင်းတို့အတွက်အလွန်ကြီးမားတဲ့အမှားကဘာလဲဆိုတော့ဘယ်သူခိုင်းလို့ခိုင်းမှမသိတဲ့ကိစ္စလို့ဦးဇင်းထင်လောဘကခိုင်းလို့လုံးရတဲ့ကိစ္စကိုငါလှုပ်ချင်လို့လှုပ်တာလို့လောဘကိုငါလှုပ်ထင်နေတဲ့ကိစ္စတက္ကာယဒိဋ္ဌိပေါ့နော်ငါလှုပ်ချင်လို့လှုပ်တာလို့ထိုးတော့ငါကငါဆိုတော့အပြစ်တင်လို့လည်းပြစ်တင်ခြင်းစိတ်လည်းမရှိတော့ဘူးလေလောဘကိုငါလှုပ်ထင်နေတာတကယ်တမ်းကလောဘနဲ့ငါနဲ့ကိုသာကွဲပြားမယ်ဆိုလို့ရှိရင်လောဘကိုဦးဇင်းတို့တွေပိုးပြီးတော့စိတ်နာစရာကောင်းလိမ့်မယ်အခုလောဘကိုစိတ်နာကောင်းမှမသိဘူးစိတ်နာဖို့နေနေတာသာကိုယ့်ကိုနှိမ့်ဆက်နေတဲ့တရားခံအစ်စ်ဟာဘယ်သူလဲဆိုတာတော့မသိဘူး။နောက်တရားခံကိုဖမ်းပြီးတော့အပြစ်ပေးဖို့ဆိုတာအဝေးကြီးနော်။တရားခံဘယ်သူလဲဆိုတာတော့မသိသေးဘူးအများစုက။တကယ်တမ်းတရားခံအစ်စ်ကဘယ်သူလဲလောဘနော်။ဟုတ်လား။ဒါကြောင့်ဆရာကြီးကပြောတာလောဘဟာကျွန်ဖြစ်စေတတ်တယ်တဲ့